ကိုကြီးကားကြောင်းရှင်းပြမယ်ဒီအတန်ကိုတိလား AC ဖွင့်လိုက်ရင်ဘုံဘုံဘုံ engine ကန်ထဲလား dashboard အနောက်ကလား AC ပက်လိုက်ရင်အတန်ပြောက်သွားသလားဒါက AC စနစ်ပြတ်တဲ့အတန်ပါအရင်ဆုံးဘယ်နေရာကအတန်လဲခွဲကြည့်အောင် AC စနစ်မှာအဓိကအတန်ထွက်တဲ့အပိုင်းတစ်ခုရှိတယ်ဒါက AC compressor engine ကန်ထဲ refrigerant အေးခံတန်းငွေကိုဖိသိပ်ပြီးလဲပတ်စေတယ် compressor မှာ clutch နဲ့ bearing ပါတယ် bearing ပြတ်ရင်ဘုံဘုံမြည်တယ်ဒါကကားအတွင်းထန်းကိုလေမှုတ်ပေးတဲ့ပန်ကာပါ fan speed ကို dashboard ပေါ်ကခလုံးနဲ့ထိန်းတယ် blower motor ထဲအရွက်ဖုံးလေးဝင်ရင်ဘုံဘုံမြည်တယ်ဘလို့ခွဲကြမလဲအတန်နှစ်မျိုးအတန်မျိုးစတစ် AC compressor ပြတ် engine ကဘုံဘုံတစ် AC ဖွင့်မှမြည်တယ် AC ပိတ်ရင်အတန်ပြောက်တယ်နှစ် engine ရှိန်များလေအတန်မြန်လေ compressor engine နဲ့တွဲလဲတယ်သုံး engine ကနေထွက်တယ်တခါတလေ AC အေးပေမဲ့အတန်လဲမြည်တယ်တခါတလေ AC လုံးဝမအေးတော့ဘူး compressor မလုပ်တော့ဘူးအတန်မျိုးစားနှစ် blower motor ပြတ် dashboard နောက်ကဘုံဘုံတစ် fan speed များလေအတန်ကျဲလေ compressor နဲ့မဆိုင်နှစ် AC ဖွင့်ထားဖို့မလိုဘူး fan မဲ့ဖွင့်ထားရင်လည်းအတန်ထွက်တယ်သုံး dashboard နောက်ခရီးသည်ဘက်ကနေထွက်တယ်တခါတလေဇက်ဇက်လိုမျိုးတင်းငယ်တဲ့အတန်တွေပါတယ်လေတိုက်အားလည်းနည်းသွားတတ်တယ်ဒီအတန်ကြားရင်ဘာလုပ်မလဲအမျိုးအစားတစ် AC compressor ပြတ် engine ကဘုံဘုံအသေးစားအတန်စားမီစား AC အေးနေသေးတယ် compressor clutch ကိုစစ်ပါ engine ပိတ်ထားခြင်းလက်နဲ့လှည့်ကြည့်ယော့နေရင်သို့မဟုတ်ပုတ်နေရင် clutch ပြတ်နေပြီ clutch ပဲလဲလို့ရတယ် compressor တစ်ခုလုံးမလဲရသေးဘူးအကြီးစားအတန်ကျဲနေ AC မအေးတတ်တူတန်ပါ compressor အတွင်းပိုင်းပြတ်နေပြီ compressor အသစ်လဲရမယ်ဒါပေမဲ့ compressor ပဲလဲလို့မရဘူး receiver dryer expansion valve တွေပါတပါးတည်းလဲတဲ့နေပြီးရင် AC system ကို flush ဆေးကြောရတယ်အန်ဒီရဲ့ compressor အတွင်းပိုင်းပြတ်ရင်တတ်တူအမုံတွေ AC စနစ်တစ်ခုလုံးကိုပျက်စီးစေတယ်ဒါဆိုရင် condenser evaporator hoses တွေပါလဲရတယ်တိမ်အထိကုန်နိုင်တယ် blower motor ပြတ် dashboard အနောက်ကဘုံဘုံအသေးစားအတန်ညံ့ညံ့အရွက်ဖုံဝင်နေတယ် Kevin filter ကိုအရင်စစ်ပါ glove box နောက်မှာပိတ်နေအသစ်လဲပါ filter လဲပြီးလည်းမပြောက်ရင် blower motor ကိုဖြုတ်တန်းရှင်းပါအကြီးစားအတန်ကျဲနေ fan speed ပြောင်းလဲမှုမရှိ blower motor အသစ်လဲပါ motor ရဲ့ bearing ပြတ်နေတာပါဈေးသက်သာဆုံးနီ compressor အတွက်တစ်လတစ်ကြိမ်ဖွင့်သုံးပါဆောင်းရာသီမှာတောင်နှစ်နှစ်တစ်ကြိမ်စစ်ပါအတန်စားမီတာနဲ့ clutch ပဲလဲပါ compressor တစ်ခုလုံးမလဲခင် blower motor အတွက်6လတစ်ကြိမ်လဲပါ filter လဲတာကိုကိုယ်တိုင်လုပ်လို့ရတယ် YouTube မှာရှာပါ blower motor ကိုဖြုတ်တန်းရှင်းဖို့ဆိုင်သွားစရာမလိုဘူးကိုယ်တိုင်လုပ်လို့ရတယ်အကောင်းဆုံးနီ AC system ကိုနှစ်နှစ်တစ်ကြိမ် servicing လုပ်ပါ refrigerant ဖြည့် oil စစ် air filter ကိုအရေးသွေးကောင်းကောင်းသုံးပါ activated carbon ပါတာ blower motor ပြတ်ရင် OEM motor ဝဲသုံးပါကိုယ်တိုင်စစ်နီ DIY check compressor စစ်နီ engine ဖွင့်ထားပါ AC ပိတ်ထားပါ compressor clutch ကိုကြည့်ပါ engine ရှေ့ပိုင်း AC ဖွင့်လိုက်ပါ clutch ကလဲသလားလဲရင် compressor အလုပ်လုပ်တယ် boom boom မြည်သလားနားထောင်ပါ blower motor စစ်နီ AC ကိုပိတ်ထားပါ fan လေမှုတ်ကိုပဲဖွင့်ပါ fan speed တစ်ကနေ4အထိတိုးကြည့်ပါအတန်ကျဲလေပြဿနာရှိလေ dashboard အနောက်ကထွက်သလားနားထောင်ပါ AC ဖွင့်တိုင်း boom boom မြည်ရင်အရင်ဆုံးဘယ်နေရာကလဲခွဲကြည့်ပါ engine ကထွက်ရင် AC compressor dashboard အနောက်ကထွက်ရင် blower motor ဒါမှမဟုတ် cabin air filter compressor အတွင်းပိုင်းပြတ်ရင် AC စနစ်တစ်ခုလုံးပျက်စီးနိုင်တယ်တိမ်အထိကုန်နိုင်တယ်စောစောသိရင် clutch ပဲလဲရတယ် cabin air filter လေးကိုပုံမှန်လဲပါဈေးလည်းမကြီးဘူးကိုယ်တိုင်လဲလို့ရတယ်နေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့အတူလေ့လာပြီးတငယ်ချင်းတွေကြားမှာကားဆရာကြီးဖြစ်လိုက်ပါ